ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာရာဦးဖြစ်ပါတယ်ဒီနေ့မှာတော့လဝါပြင်ပေါ်ကနေပြီးတော့အိမ်တော်ကြီးလမ်းကျောင်းမှာကျုံးလေးတွေဖြစ်ပေါ်နေတဲ့လက္ခဏာရှင်တွေအကြောင်းကိုကျွန်တော်ပြောပြပေးတော့ပါမှာအိမ်တော်ကြီးဆိုတာကလူတစ်ယောက်ရဲ့ဘဝမှာအရေးကြီးဆုံးအရာဖြစ်ပါတယ်အိမ်တော်ကြီးလမ်းကျောင်းမှာကျွန်းခန့်နေတော့အစင်မပြေမှုလေးတွေခဏခဏကြုံနေရတတ်တယ်ဒါကိုကျွန်တော်လက္ခဏာပညာနဲ့စမ်းစစ်အဖြေရှာလို့ရပါတယ်လူကြီးမင်းတို့ရဲ့လက်ဝါးပြင်ပေါ်ကအိမ်တော်ကြီးလမ်းကျောင်းမှာကျွန်းတရံလေးတွေဖြစ်ပေါ်နေရင်တော့ဒီလိုပြဿနာလေးတွေကြုံရတတ်ပါတယ်အဲ့တော့အိမ်တော်ကြီးလမ်းကျောင်းကဘယ်နေရာမှာတည်ရှိသလဲဆိုရင်ကျွန်တော်ဒါနှလုံးလမ်းကျောင်းဖြစ်တယ်ဒါလက်တန်းဖြစ်တယ်လက်တန်းနဲ့နှလုံးလမ်းကျောင်းရဲ့အလယ်မှာရှိတဲ့လမ်းကျောင်းလေးကိုအိမ်တော်ကြီးလမ်းကျောင်းလို့ခေါ်တယ်ဒီပုံမှာတော့ကျွန်တော်ကျွန်းလေးတွေပုံစံနဲ့ကျွန်တော်ဆွဲပြပေးထားပါတယ်အပြင်မှာဆိုရင်တော့ဒီလောက်ကြီးမကြည့်ဘူးပေါ့ကျွန်တော်တိတာထင်ရှားအောင်လို့နည်းနည်းလေးကြည့်ပြီးတော့ဆွဲပေးထားပါတယ်ဒီလမ်းကျောင်းမှာဒီလိုကျွန်းလေးတွေတစ်ခုပြီးတစ်ခုအစမပြတ်ရှိနေရဆိုရင်တော့ဒါဟာသတိထားမယ့်အချက်တစ်ခုဖြစ်ပါတယ်အိမ်အောင်ဘက်နဲ့အတူရှိနေပေမဲ့စိတ်ထဲမှာတယောက်တည်းဖြစ်နေလို့ခံစားရတာဒါမှမဟုတ်နားလည်မှုလွဲတာတွေကြောင့်အိမ်အောင်ရေးမှာပျော်ရွှင်မှုကင်းမဲ့နေတတ်ပါတယ်အိမ်အောင်ရေးမှာတကြောပံပြဿနာလေးတွေအဖြစ်များတတ်တယ်ပြီးတော့စိတ်ဆိုးပြီးတော့ခွဲနေလိုက်ပြန်ပေါင်းလိုက်အခြေအနေတွေကိုလည်းကြုံတွေ့ရတတ်တယ်ပြဿနာတစ်ခုပြီးသွားရင်လည်းနောက်ထပ်ပြဿနာကအကြောင်းအရာတစ်ခုနဲ့ထပ်ပြီးတော့ဖြစ်နေတတ်တယ်လက္ခဏာဆိုတာကကံတရားရဲ့ကျူတင်တတိပေးချက်တစ်ခုဖြစ်ပါတယ်ကျိုးနေပါနေရဆိုတာကကျွန်တော်တတိထားဖို့ဖြစ်ပါတယ်တုံးနဲ့တူတီးခန့်ခြင်းပွင့်လင်းစာတိုင်ပင်ခြင်းနဲ့အတ္တတွေကိုရှော့ချနိုင်မယ်ဆိုရင်တော့ဒီကံကြမ္မာစုကနေပြီးတော့အနေနဲ့အများကျော်လာနိုင်ပါတယ်ကျွန်တော်အနေနဲ့အကြံပေးလိုတာကတော့တုံးနဲ့တူနားလည်မှုတွေနဲ့အကောင်းဆုံးကြော်ဖြတ်ကြဖို့အကြံပေးလိုပါတယ်လူကြီးမင်းတို့ရဲ့အိမ်တော်ကြီးလမ်းကျောင်းမှာဘယ်လိုပုံစံလေးတွေဖြစ်နေသလဲဘယ်လိုအဖြစ်မှတ်တွေဖြစ်နေလဲဆိုတာကိုcommentမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးပဲတာယာတဲ့အိမ်တော်ကြီးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်တစ်ခုမှာတော့လက္ခဏာရဲ့လမ်းကြောင်းတွေကနေကြိုတင်ဖော်ပြနေတဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြပေးတော့ပါမှာကျွန်တော်စီမှာလူမှုရေးစီးပွားရေးအိမ်အောင်ရေးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လက္ခဏာနဲ့ KBCB နဲ့ခတ်ပေတင်ကိုမြင်မြင်လို့ရပါတယ်ချက်ပေါက်ကနေဖြစ်စီဒါမှမဟုတ်ကျွန်တော်ဖော်ပြထားတဲ့ဖုန်းနံပါတ်ကနေဖြစ်စီမေးမြန်းလို့ရပါတယ်ကျွန်တော်ကတော့ပေါမခဒေါက်တာရှိမင်းရဲ့တားတဲ့ဆရာရာဦးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်